အားလုံးပဲမင်္ဂလာပါဗျထိုင်းနိုင်ငံမှာအလကားမရတဲ့ရေကိုတော့ခတ်ပြမှာဖြစ်ပါတယ်ဘယ်လိုခတ်ရလဲဆိုတော့တူလက်ကြည့်ကြအောင်ဗျသူကပတ်စံအကျွေစီတွေနဲ့ခတ်ရတာဗျပတ်စံရွက်ရခတ်လို့မရဘူးဗျဒါကတော့ကျွန်တော်တို့နေတဲ့အိမ်တွေပေါ့နော်ထိုင်းနိုင်ငံမှာဘယ်လိုနေရလဲဆိုတာနော်ကြည့်အောင်ဗျနော်ဒါရေဘူးပေါ့နော်ကျွန်တော်ခတ်မဲ့ရေဘူးပါဒါနဲ့တခုပြောရအောင်မယ်ကျွန်တော်ကပြုံးလို့ရှိရင်တော်တော်ရှောတယ်ဆိုတာလေဒါနဲ့ပြောပြအောင်မယ်အရင်တော့ကျွန်တော်ကအပြုံးပိုင်ချင်ပေါ့နော်နောက်ပိုင်းကျမှကိုရီးယားတွေအကြည့်ဖန်များလို့ပြုံးတော့မပြုံးတတ်တော့ဘူးဗျထိုင်းရောက်နေတာအထင်မကြီးနဲ့နော်ဒီလိုလေးတွေနေရတယ်ဗျဒါပေမဲ့ကောင်းတာတစ်ခုကမီးမပြတ်ဘူးဗျပန်ကာလေးတွေအေးဆေးဖွင့်လို့ရတယ်မီးကအေးဆေးရှယ်သုံးလို့ရတယ်ဗျအဲ့ဒါကတစ်ခုကောင်းတယ်ပေါ့နော်ဒါကတော့သူတို့ငလျှောက်လန်းတာတွေပါထိုင်းနိုင်ငံအပေါ်ဆုံးကငားတွေပဲပေါ့နော်ပြန်မှာပဲတောချာငားတွေရှိတယ်ဗျထိုင်းနိုင်ငံမှာရှာတက်ဖွေတက်ရင်တော့အဆင်ပြေတယ်ဘာမှအလကားမရအောင်နော်ထိုင်းနိုင်ငံမှာကိုယ့်အကိုရှာတက်မှရမယ်ဗျကျွန်တော်ဒီဆိုင်ကယ်နဲ့တွားမယ်ပေါ့နော်ဒါကျွန်တော်ရဲ့ဦးလေးဆိုင်ကယ်ပါထိုင်းနိုင်ငံမှာတော်တော်လေးကောင်းတယ်ဗျအဆင်ပြေတယ်ဘယ်ဘက်တော့တွားဗျတော်လန်းနေမှာတောင်ဒီဥက္ကရစ်ခင်းသားတွေရှိတယ်ဗျထိုင်းနိုင်ငံကတော့တော်တော်ပူတာဗျချေပူတာနော်မနေ့ဘက်9နာရီလောက်ဆိုစပူပြီဗျညနေ4နာရီထိအဲ့နေမဝင်ခင်တိတော်တော်ပူတာဗျဒီဆောက်လုပ်ရေးအလုပ်လုပ်တဲ့သူတွေဆိုလို့ရှိရင်တော်တော်လေးကိုမဲတူးနေရမယ်နော်ကျွန်တော်တို့တော့တော်သေးတယ်ပေါ့နော်အဲ့ဒီဆောက်လုပ်ရေးပိုင်းသိမလုပ်ရဘူးကြည့်ဗျဒါရွာလန်းနော်ရွာလန်းဆိုပေမဲ့တစ်ချက်ကြည့်လိုက်အောင်ဗျလမ်းတွေကရှယ်ပဲနော်ဒါပေမဲ့တောမှန်နေတာကောင်းတာတစ်ခုကလေရဲတွေတိတ်မလာဘူးဗျမြို့မှန်နေတော့ရဲတွေတော်တော်လာတယ်ပေါ့နော်ဒါတော့ကျွန်တော်ရဲ့ရေခတ်နေတဲ့နေရာရောက်ပြီပေါ့နော်ရေကဘယ်လိုခတ်ရလဲဆိုတော့ဒီလိုခတ်ရတာပါဒါကျွန်တော်ရဲ့ရေခတ်ဆက်ပေါ့နော်ဒီလိုဆက်မျိုးကတော်တော်လေးကောင်းတယ်ဗျတရက်ဝင်တော်တော်ရတယ်ပေါ့နော်ဒါလေးဗျသူအဲ့ဒီကိုအထဲကိုအကျွေးစီးထည့်ပေးရတယ်ပေါ့နော်ဒီဘက်ကျတော့ရေဘူးခံရတာဗျဒါက30ဘတ်အကျွေးစီးပေါ့နော်သူကဒီထဲကိုထည့်ရတာဗျကျွန်တော်ခုန10ဘတ်ထည့်လိုက်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်နှိပ်လိုက်ပါတော့ဒါကြောင့်မလို့6ဘတ်ပဲကျန်တော့တယ်အမှတ်6ပဲကျန်တော့တယ်ပေါ့နော်သူ့မှာကတပတ်ထည့်ရမယ်9ဘတ်ထည့်ရမယ်10ဘတ်ထည့်ရမယ်ပေါ့နော်အဲ့လိုရှိတယ်ဗျသူတပတ်အောက်ဆိုတော့မရဘူးပေါ့နော်ကြည့်ပါထိုင်းနိုင်ငံဘယ်လိုခြေနေရှိလဲဆိုတော့ကြည့်ဒီရှိရတော့လေကွင်းပေါ့နော်သူတို့စပါးကတော်တော်လေးကောင်းတယ်ဗျဒါကတော့သူတို့ရဲ့ဒီဘက်အမဲနေငါးကန်နေပါနော်ဒီလိုတွေကထိုင်းနိုင်ငံအရှင်နေမကြီးတီးရတဲ့တော့ကိုတီးတယ်ဗျထိုင်းနိုင်ငံသူတို့ဘယ်လိုအမျိုးစိုက်ထားလဲတော့မသိကြည့်ပါဒီအတီးတွေမဲ့ပြီးတော့လို့ရှင်ခူးတယ်နော်ပြီးလို့ရှင်အဲ့ဒီဟာတွေကပြန်ပွင့်လာတယ်ဗျလေလက်တော်ကောင်းတယ်ဗျနေ့ကို3ချိန်တော့ရတယ်ပေါ့နော်ဒါကတော့ရေခတ်ပြီးတဲ့အနေအထားပေါ့နော်ဒါနဲ့အသွေးတစ်ခုဝင်လာတယ်ပေါ့နော်ထိုင်းနိုင်ငံသူ့အတူတန်ဖိုးရှိပြီးသားပဲလို့ဘယ်ရမှအလကားမရဘူးဆိုတာတော်တော်လေးသဘောပေါက်လာတယ်ပေါ့နော်ရေတမောပဲတောက်ရတယ်ဗျကြည့်ဗျာထိုင်းနိုင်ငံ